ဒီကနေ့မှာတော့ကျွန်တော်ဂျပန် TikTok အကောင့်ဖွင့်နည်းကိုမျှဝေမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ VPN လေးဖွင့်ထားဖို့လိုတယ်ပေါ့နော် VPN လေးဖွင့်မယ်ဟုတ်ပြီအဲ့ဒီ VPN မှာဆိုရင်ကျွန်တော်တို့ဒီမှာ location ရဲ့ဂျပန်ဖြစ်နေရပါပြီပေါ့နော်ဂျပန်နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ပြီးရင်ကျွန်တော်တို့လိုအပ်တာကတော့ Gmail TikTok အကောင့်တစ်ခါမှမဖွင့်သေးတဲ့ Gmail တစ်ခုတည်းလိုအပ်ပါတယ်ဒါတော့ကကျွန်တော်တို့ကပထမဦးဆုံးကျွန်တော်တို့ရဲ့လူတက်ရအကြီးဖြစ်တဲ့ကျွန်တော်တို့ Google Chrome ကိုတွားလိုက်မယ်ပေါ့နော်browser တွေထဲကပေါ့နော်တစ်ခုခုကိုသုံးလို့ရပါတယ်ကျွန်တော်ကတော့ Chrome ကိုသုံးလိုက်မယ်ဒါပြီးရင်ကျွန်တော်တို့က TikTok ဆိုရ TikTok sign ဆိုရလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့က Google ကနေဝင်မှာဖြစ်တဲ့အတွက် sign up ပေါ့နော်TikTok sign up ကိုသွားမယ်ခဏစောင့်မယ်ပေါ့နော် continue with Google နဲ့ကျွန်တော်သွားလိုက်မယ် with Google နဲ့သွားမယ်ခဏစောင့်မယ်အဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ကဒီမှာ Google account တစ်ခုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ Google account တစ်ခုရွေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုပေါ်လာပြီဆိုရင် continue ကိုတစ်ချက်ပြန်နှိပ်မယ်ချက်လောက်ခဏဆောင်မယ်ဒါဆိုလို့ရှိရင်ဒီဆိုင်းလုံးနေပြီပေါ့နော်ဒီမှာကျွန်တော်တို့မွေးနေ့ထည့်ခိုင်းပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မွေးနေ့ထည့်လိုက်မယ်ပြီးရင် next ကိုနှိပ်ပါမယ်ဒါပြီး user name ရေးခိုင်းနေပေါ့နော် user name ရေးခိုင်းနေကျွန်တော်တို့ဒီမှာ user name ကတော့ကျွန်တော်မရေးသေးဘူးပေါ့နော် user name ရေးလိုက်ရင်လည်းရတယ် user name ကိုကျွန်တော်တို့ဒီတိုင်းပဲထည့်ပေးသွားမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရသွားပြီဖြစ်ပါတယ်ကျွန်တော်တို့အောင်မြင်နေရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ TikTok အကောင့်ရသွားပြီဒါလေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ခဏဆောင်မယ် Japan region ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော်ကြည့်ကြည့်မယ်ကျွန်တော်တို့ general setting တွေကို general တွေကိုသွားမယ်ပေါ့နော် general တွေကိုသွားမယ်ပြီးရနဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ account region ကိုကြည့်လိုက်တော့ Japan ဖြစ်နေပြီဒီမှာလေးပေါ့နော်ဒီမှာလေး Japan region ပါဒါဆိုလို့ရှိရင်စင်ပြေသွားပြီပေါ့နော်ဒီ account ကသုံးလို့ရသွားပြီ